တဲ့နောက်တော့နံပါတ်6ကိုကြည့်မယ်နံပါတ်6ကဘာပြောထားလဲဆိုရင်ဆိုင်က equation ပေးထားတယ် minus 21 equal to 0ခိုင်းနေဆိုဆရာတို့ general form နဲ့ compare လုပ်လိုက်ပဲလေgeneral form က x square plus 1 square plus 2gx plus 2fy plus c equal to 0ဒါကြောင့်မလို့ 2g equal to negative 4 g equal to negative 2 2f equal to negative 10 f equal to negative 5 c equal to negative 21ဒါကြောင့်မလို့ the center c equal to negative g negative f ဆိုတော့ 2,5 the radius r equal to square root of g square plus f square minus c g square of 4 25 plus 21 so 29 29 the bound of below to 50 ရမလားကဲသူကပါမေးတယ်မိဘဖတ်ပြီး find the radius of the circle circle ရဲ့ radius ကိုရှာပါတဲ့ the coordinate of the center center ရဲ့ coordinate ကိုလည်းရှာပါဆိုတော့နံပါတ် A ကိစ္စပြီးသွားပြီဟုတ်လားကဲနံပါတ် B ကဘာပြောမလဲဘာပြောလဲဆိုတော့ find the coordinate of the point where the circle cross the y-axis circle ကဘယ်ကိုဟုတ်ပြီနော်ဒုတိယမေကုန်းကဘာပြောတော့ဒုတိယမေကုန်းက cycle ဒီတဲ့ y ဝင်ရိုးကိုဖြတ်တယ်တဲ့ cycle က y ဝင်ရိုးကိုဖြတ်တယ် y ဝင်ရိုးဖြတ်တယ်ဆိုတော့ဘာ0တော့ x0 ဟုတ်လား the cycle cross y-axis ထို့ကြောင့် x equal to 0အဲ့ဒါဆို cycle နေရာချင်း x နေရာမှာ0ထည့်လိုက်တော့အဲ့မှာ0 square က0ဆိုတော့ y square 0ထည့်လိုက်တော့ပြောက်သွားပြီ 10y minus 21 equal to 0ဟုတ်ပြီနော်မင်းရဲ့အဖြေကိုတဲ့ exact form နဲ့ပဲပြပါတဲ့ဟုတ်လားမင်းရဲ့အဖြေကို exact form နဲ့ပဲပြပါဆိုတော့ကဲဒါဆိုရင်တော့ဆရာတို့ကချက်ချေကအဲ့နီးနဲ့သုံးလို့မရလို့ဆိုတဲ့သဘောပေါက်တာကဲဒါဆို perfect square သုံးမယ်ဆိုတော့တစ်ထပ်ကင်းရဲ့မြောက်ပေါ်ကင်း10နှစ်နဲ့စားတော့5ဝင်းနေတဲ့ပြီးနှစ်ထပ်တင်သူ့နှစ်ထပ်ပြန်လို့25 minus 21 equal to 0 y minus 5 the whole square ဒီကောင်ကပေါင်းတော့46ဟိုဘက်သွားတော့ plus 46ဟုတ်လား y minus 5 equal to plus or minus square root of 46ဒါကြောင့်မလို့ y equal to 5 plus or minus square root of 46ရမလားဒါကြောင့်မလို့သူကဘာမေးတာလဲ find the y coordinate ပဲမေးတာ y coordinate မေးတော့ဒီမှာရင်ပြီးပြီဟုတ်လားရမလားသားတို့